Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပေါ့နော်စပြီးတော့ TikTok ကိုပြန်တက်လာတဲ့နေ့ပေါ့နော်အဲ့မှာပထမဆုံးကဘာ share လုပ်ပြီးရင်ကောင်းမလဲစဉ်းစားရင်းနေလေတခြား sharing တွေအများကြီးမလုပ်ခင်မှာဒီကလူတွေကိုမေးချင်တာတခုရှိတယ်အဲ့ဒါပါလဲဆိုတော့တို့လူသားတွေပေါ့နော်ဒီလူလောကကြီးမှာရှင်သန်နေတာဘာကြောင့်လဲဘာလို့ငါတို့ဒီလူဘဝကြီးကိုရောက်ရှိလာတာလဲဘာလို့ဒီလိုမျိုးရှင်သန်နေရကိုရှင်သန်ရတဲ့အထိပ္ပယ်ကပါလဲပေါ့နော်လူတိုင်းမှာဖွင့်ဆိုထားတဲ့အထိပ္ပယ်လေးတွေတစ်မျိုးစီရှိတယ်အဲ့ဒါလေးကို comment မှာပြီးချရေးခဲ့ပါအောင်ရှင်ကျွန်တော်တို့ပေါ့နော်ဘာဖြစ်လို့လူဘဝမှာရှင်သန်ရတာလဲဆိုတဲ့အဖြေကကြတော့ကိုကအရှိရနေပေါ့စံနမူနာဖြစ်တဲ့သူအရင်ဖြစ်အောင်ကိုယ့်ဘက်ကကိုစူးစမ်းလောက်ကင်နေတဲ့အခါကြလို့ရှိရင်ဒီလူလောကုတ်တရားရဲ့လောကီရဲ့ပေါ့နော်လောကီလောကုံနှစ်ခုလုံးအတွက်ကိုကတက်ဆန်းသမျှကိုကိုညီပေးသွားခြင်းနဲ့စိတ်ဆန္ဒကိုမှရှိတာကိုမသေးခင်မှာကွာဒီကိုတက်နေသမျှခုတူကောင်းမှုတွေကိုလှုပ်သွားချင်တာပေါ့နော်ဒီလိုခုတူကောင်းမှုတွေလှုပ်ဖို့ဆိုတာလေကိုဘွားကပြီးလို့ပြောမလဲအနေထားတစ်ခုမှရောက်နေဖို့လို့ကိုမစားစရာတောက်စရာမရှိနေစရာအိမ်မရှိပဲနေကြတော့အဲ့လိုသွားပြီးတော့ကုညီပေးဖို့ရာကြတော့နည်းနည်းလေးခဲရင်းနေရပါတော့အဲ့တော့အခုလောလောဆယ်တော့အရန်ပြပြစုံတဲ့ပွားမဟုတ်ပေမဲ့ကိုယ့်ဘာသာကိုစားနေစားနိုင်အဆင်ပြေလေးနေတဲ့အနေအထားတစ်ခုတော့ရှိတယ်အမှန်ကိုသိထားတဲ့အကြောင်းအရာလေးတွေကိုပြန်ပြီးတော့မှ share လုပ်ပေးခြင်းတယ်ပေါ့နော်အဲ့လိုမျိုးလောလောဆယ်ကိုတက်နိုင်တဲ့အရာလေးနေစပြီးတော့မှလှုပ်ဆောင်ပါတယ်အဲ့တော့ဒီလူတွေကရောကိုလူလောကလူဘဝမှာရှင်သန်နေရတာဘာကြောင့်သက်ရှင်သန်နေရလဲကိုရှင်သန်ရတဲ့အတိတ်ပဲကိုဖွေးဆိုထားတဲ့အတိတ်ပဲလေးကိုဒီ comment မှာချရေးခဲ့ပါအောင်ရှင်အားလုံးငယ်ကိုဘဝရှင်သန်ခြင်းရဲ့အတိတ်ပဲကိုရှာတွေ့ကြပါစေရှင်Have a good day. Bye bye.